တွေကစိတ်နဲ့ရှိရတယ်ဟုတ်လား မရှိဘူး မရှိဘူး သမင်းကိုဒီထိတ်လေးကိုနည်းနည်းဖောင်းဖောင်းကြွကြွလေးနှစ်ဖူးနည်းနည်းကျဲတဲ့ပါတော့လေ ဟုတ်တယ်နော်နှစ်ခုကအနေမဟာနှစ်ခုလေးဖြစ်နေ နာငငယ်သေးပြီးတော့အဲ့လိုသမင်းလန်းစီးနေအဲ့လိုနှစ်ဖူးကျဲသွား အများနဲ့စီးနဲ့အလှလမ်းစီးနဲ့ကျ အဲ့လိုလန်းစီးကျဲအားကြောင့်သမင်းကိုအရှုပြန်ချရလိုက်တယ် โอเคနောက်ပြီးတော့ အဲ့ဒီအရှိပါပဲအဓိကတော့ โอเคအဲ့တော့ဒီသမီးရအခုဖြောင်းချင်တာလားကောက်ချင်တာလား ဖြောင်းတယ် ကောက်ချင်တာပြင်ဆင်ရောရှိလားရှိဘူးအဲ့ရမရဘူး မရ ဒီသမီးအရှိတိုင်းပဲထားမှာအဲ့တော့မကဒီသမီးကိုခုရီပေါင်းလုပ်ပါတဲ့ကငကိုကောက်ဖြစ်တဲ့အတွက်နည်းနည်းလေးဒီလိုမျိုးညနာလေးတွေ့တဲ့ပတ်သက်ကိုသွားပေးမယ်နော်တောင်းဆိုစရာရှိလား ရှိရ ရှိရင်စလိုက်တော့မယ်